တာမိခဲ့အမေရဲ့အိမ်ကိုအိမ်များတဲ့အမေရဲ့မြတ်တာရင်နဲ့ဝေးခဲ့သူမောအာဒီပြန်လေတွေ့မြမပူချီခွဲချောက်သွေးတဲ့အိမ်ပြန်ရှိတွေကြတဲ့မှာအရှိတခုနဲ့ပြေရက်စက်တဲ့နေရမြတိုက်ခိုက်ကြလို့အာနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုကွဲသွားမလားဆိုရင်လို့ဒီမှာတရားများအချင်းနေပြီပဲအိမ်ပြန်ခြင်းနဲ့ချက်ချင်းမျိုးပြလူနေမှုစနေမှာစီညောရဲ့နေပဲပြီးသေးဒီတခုအဆုံးထိရောက်ဖို့ကြိုးစားနေသူမှာရိုးသားတဲ့ချီလက်ကနေအိမ်လေးကြောင့်တွေ့မိပြီလို့ညလာဒီနေ့ကျွန်တော်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးမေးပြန်ခြင်းနဲ့မေးတွေ့ဆုံးမေးအိမ်ရရဲ့ညာများစွာတဲ့တထားဘောကလေးများချာရဲ့အိမ်ပြန်ခြင်းနဲ့စိတ်ကြီးတာအားလုံးထက်ရွေးထွေးလုံလုံတဲ့နေရာမေးအိမ်ပဲသိလိုက်ရတဲ့အချိန်ကျတော့ကျွန်တော်ကဟိုးဝေးကြီးမှာရောက်ရှိနေခဲ့ပြီလေရိုးသား